ဒီနေ့ဗီဒီယိုမှာတော့ကိုယ့်အိမ်မိဖို့ကြောင့်ထဲမှာအလွယ်တကူရှိတဲ့ပစ္စည်းနှစ်ခုတည်းနဲ့မျက်နှာကိုချက်ချင်းနူးညံ့စေပြီးဂလိုးသွားစေမယ်ကော်ဖီနဲ့ပြားရည်တဘာဝပေါင်းတင်နီလန်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးဖို့မမေ့ကြပါနဲ့ဦးနော်ဟုတ်ကဲ့ပါမလုတ်ခင်မှာဒီပစ္စည်းနှစ်ခုကဘလောက်တောင်အကျိုးပြုတယ်လဲဆိုတာအရင်ဆုံးသိထားရအောင်နော်ပထမဦးဆုံးကကော်ဖီမုတ်ပါကော်ဖီမှာပါတဲ့ကဖိန်းဓာတ်ဟာဆိုလို့ရှိရင်သွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးတော့မျက်နှာဖောရောင်တာကိုလည်းတိတိတသားရှော့ချပေးပါတယ်ရှင်ပြီးတော့သူ့ရဲ့အမှုံမွားလေးတွေကအရေးပြားပေါ်ကဆဲသေးတွေနဲ့စားဝတ်ခြံတွေကိုလည်းနူးညံ့စွာဖယ်ရှားပေးတဲ့တဘာဝစခရက်ကောင်တစ်ခုဆိုရင်လည်းမမှားပါဘူးရှင်ဟုတ်ကဲ့ပါဒုတိယထဲမဲ့အရာကတော့ပြားရည်ပဲဖြစ်ပါတယ်ပြားရည်ဟာတဘာဝအတိုင်းအဆူဓာတ်ကိုထိမ့်မေးတာဖြစ်လို့အသားခြောက်တာကိုတတ်တာစေုံနဲ့မကပဲဝက်ချံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုပါနှိမ်နှင်းပေးနိုင်ပါတယ်နော်ဒါကြောင့်ဒီနှစ်ခုပေါင်းစပ်လိုက်ရင်တော့တကယ်ကို perfect match ပဲပေါ့ရှင်ကဲအခုဆိုလို့ရှိရင်ငွေကြေးလည်းမြောက်များစွာမကုန်မဲနဲ့တကယ်ကိုလွယ်ကူတဲ့နီလန်းလေးကိုဘယ်လိုစတင်မလဲဆိုတာကြည့်လိုက်ကြရအောင်နော်ပထမဦးစွာခွက်တန်တစ်ခွက်သေးကိုကော်ဖီမုတ်စစ်စစ်စပွဲတင်တစွန်းစာထည့်ပါမယ်ပြီးရင်တော့တဘာဝပြားရည်စစ်စစ်စပွဲတင်စွန်းတစွန်းခွဲခန့်ကိုထည့်ပေးပါအခုလိုမျိုးပြစ်ပြစ်လေးဖြစ်သွားအောင်တမအောင်လို့တေချာလေးမှွေပေးရပါမယ်ကဲကြည့်လိုက်ပါဦးအခုဆိုရင်ကော်ဖီအနက်တင်းတင်းလေးနဲ့တကယ်ကိုပဲအပန်းပြေစီတာပေါ့နော်ဟုတ်ကဲ့ပါဒီစကရက်လေးကိုမျက်နှာပေါ်မလိမ့်ခင်မှာကိုယ့်ရဲ့မျက်နှာကို double cleansing တေချာလေးတန့်စင်ထားဖို့တော့လိုပါမယ်ရှင်ဒါဟာတကယ်ကိုသတိထားရမယ့်အရာလေးပဲဖြစ်တာမို့လို့တေချာလေးလိုက်လုပ်ပေးပါနော်မျက်နှာတစ်ပြီးသွားတဲ့အခါမှာတော့အခုနရောစပ်ထားတဲ့ mask လေးကိုမျက်နှာပေါ်နေရာအနှံ့လိမ့်ချယ်ပေးပါမျက်လုံးသားတစ်ဝိုက်ကိုတော့ခြံလှပ်ထားပေးပါရှင်စားဝတ်ချံရှိတဲ့နှာခေါင်းဘေးတွေနဲ့မေးစီတွေကိုလက်ထိတ်လေးနဲ့စောက်ဝိုင်းပုံစံအသားအရာနှိမ့်နေပြီးတော့စကရက်ပြုလုပ်ပေးလို့လည်းရပါတယ်အသားရည်ထိခိုက်မှာဆိုလို့အပြင်းထန်ပုတ်တာမျိုးကိုတော့ရှောင်ပေးပါနော်ပြီးရင်တော့10မိနစ်ကနေ15မိနစ်ခန့်မျက်နှာပေါ်မှာထားပေးအောင်ပါပဲအချိန်ပြည့်သွားရင်တော့ရေအေးအေးလေးနဲ့ပြောင်းစင်အောင်စေးကြောတန်းစင်လိုက်လို့ရပါပြီမျက်နှာတစ်ပြီးတဲ့နောက်မှာတော့ကိုယ့်ရဲ့မျက်နှာကိုအဆိုဓာတ်လေးပို့ပြီးတော့ရအောင် moisturizer တစ်ခုခုလေးပြန်လိမ့်ပေးဖို့လည်းမမေ့ပါနဲ့ဦးရှင် sensitive ဖြစ်တဲ့လူများ allergic ရှိတဲ့လူများကတော့ဆရာဝန်နဲ့တေချာတိုင်မမီမှာဒီနီလန်းလေးကိုအသုံးပြုပါရှင်ဒီနီလန်းလေးကိုဓာတ်ပတ်ကိုတစ်ကြိမ်ဒါမှမဟုတ်2ကြိမ်ပုံမှန်ပြုလုပ်ပေးရင်တော့မျက်နှာလေးဟာတိတိတတ်တာဝင်းပါဆိုပေးလာမှာပဲဖြစ်ပါတယ်ရှင်ကဲအခုလိုမျိုးနောက်ထပ်အိမ်တွင်း subscribe နီလန်းလေးတွေကိုသိချင်တယ်ဆိုရင်တော့ဒီ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့ဦးရှင်အားလုံးပဲကျမ်းမာလှပတဲ့အသားရည်ကိုပိုင်ဆိုင်နိုင်ကြပါစေနော်တတား